ကြိုးစားကြပါဒီ CTC ကခင်ဗျားတို့ရဲ့ဒီအိမ်မက်တွေကိုလက်တွေ့အကောင့်တွေပေါ်ဖို့ကူညီပေးဖို့ရှိတယ်မင်္ဂလာပါကျွန်တော်နာမည်ကတီဟာတူပါကျွန်တော်လောလောဆယ်ဒီမန်လေးအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Manly Armanting Company ရဲ့19 land project မှာ site engineer အနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကျွန်တော် CTC မှာ2024ခုနှစ်ကစတင်တက်ရောက်ခဲ့ပြီးတော့ Civil Engineering Major ကိုစတင်လေ့လာခဲ့တာဖြစ်ပါတယ် CTC ကိုမတက်ခင်တုန်းကကျွန်တော်ရဲ့ရည်ရွယ်ချက်ကအောင်မြင်တဲ့ Civil Engineer တယောက်ဖြစ်ချင်တယ်ဒါကြောင့်မို့လဲ CTC ကိုကျွန်တော်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းလုပ်ခဲ့တာတော့တိတ်တော့မကြသေးဘူးခင်ဗျဒီ2026ခုနှစ်တလပိုင်းတရက်နေ့ကစတင်ဝင်ရောက်ခဲ့တာပါအခက်ခဲရတော့မျိုးစုံရှိတာပေါ့နော်ဒီလုံသမားတွေနဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေနဲ့အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာတချို့အခက်အခဲလေးတွေရှိခဲ့တယ်နောက်ပြီးတော့ဒီ technical ဘိုင်းနဲ့ပတ်သက်တဲ့အချို့အရာလေးတွေပေါ့နော်ဒီကျောင်းကစာသွေးတင်ပေးလိုက်ပေမဲ့ဒီ site ထဲရောက်တော့ကိုသွေးလောက်ရတဲ့အခါမှာတချို့အခက်အခဲလေးတွေတော့ရှိခဲ့ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါလောက်ရတာအဆင်ပြေလားဟုတ်ပြီCTC မှာကျွန်တော်တို့ကျောင်းမှာများသောအားဖြင့်တော့ဒီ theory ဘိုင်းတွေknowledge ဘိုင်းတွေအများကြီးသင်ယူခဲ့ရပါတယ်ဒါပေမဲ့ဒီလက်တွေ့နဲ့ပတ်သက်တဲ့အချိန်မှာတော့နည်းနည်းကွာခြားမှုတော့ရှိတာပေါ့နော်ဒါပေမဲ့ကိုယ့်အနေနဲ့ကတော့ဒီကိုသိပြီးသား theory knowledge တွေနဲ့ဒီလက်တွေ့နဲ့ကိုပြန်ပြီးချိတ်ဆက်ဖို့တော့လိုတာပေါ့ဆိုတော့သင်ပေးခဲ့တဲ့ theory တွေ knowledge တွေအကုန်လုံးကဒီမှာအလုံးစုံ apply လုပ်လို့ရပါတယ်ဟုတ်ဒီများသောအားဖြင့်ဒီ CTC မှာလုပ်ခဲ့ရတဲ့ကျွန်တော် project တွေ assignment တွေကတော့ဒီလက်တွေ့လုပ်ငန်းအပေါ်မှာပေါ့နော် theory ဘိုင်းရ knowledge ဘိုင်းရများစွာဖြည့်ဆည်းပေးခဲ့တာဖြစ်တယ်များစွာအကျိုးရှိတယ်ဒီ internship program တွေဆိုရင်ကျွန်တော်ဒီတကယ်လုပ်ငန်းခွင်ကိုမဝင်ခင်intern ဆင်းခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလုပ်ငန်းခွင်ရဲ့သဘောတရားတွေအခက်အခဲတွေကိုမျက်မြင်ကိုတွေ့လေ့လာခဲ့ရတာဖြစ်လို့ဒီလုပ်ငန်းခွင်ကိုရောက်တဲ့အခါမှာပို့ပြီးတော့ဒီလွယ်ကူစေတယ်ပေါ့လေဒီအခက်အခဲတွေဖြေရှင်းတဲ့အခါမှာလုပ်ငန်းလုပ်ကိုင်တဲ့အပိုင်းမှာပို့ပြီးတော့လွယ်ကူစေရတယ်ရှိပါတယ်ဟုတ်အရေးကြီးဆုံး skill 3ခုအနေနဲ့ကတော့ဒီကိုက civil engineer တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ technical ဘိုင်းဆိုင်ရာ skill တွေ concrete နဲ့ပတ်သက်တဲ့ skill တွေနောက်ပြီးတော့ဒီ rebar နဲ့ပတ်သက်တဲ့ skill တွေများသောအားဖြင့် technical ဘိုင်း skill တွေရေးကြည့်မယ်နောက်တစ်ခုကကြတော့ဒီကျွန်တော်တို့အချင်းချင်းဖွဲ့ဝင်ချင်းချင်း team member အချင်းချင်းပြောဆိုဆက်ဆံတဲ့ communication skill တွေနဲ့နောက်က site မှာဒီပေါ်လာတဲ့ဒီပြဿနာတွေ problems တွေကိုလက်တွေ့ချက်ချင်းဖြေရှင်းတဲ့problem solving skill တွေပေါ့နော်ဒါတွေကတော့အရေးကြီးတဲ့ skill တွေလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့အကြောင်းကိုမတက်ခင်ဆိုရင်ကျွန်တော်ကအရင်ကကိုယုံကြည်မှုမရှိဘူးဒီကိုလေးလာခြင်းနဲ့ဆိုပေမဲ့ဘယ်ကနေစပြီးလေးလာမှမသိဘူးဒါပေမဲ့ဒီအကြောင်းကိုကျွန်တော်တက်ပြီးတော့ဒီအကြောင်းအခုဆင်းပြီးတော့လုပ်ငန်းဝင်ရောက်တဲ့အချိန်မှာ CTC ကတင်ပေးခဲ့တဲ့ကျွန်တော်တို့ဒီစာတွေ theory တွေဗဟုသုတတွေအဲ့ဒါတွေအကြောင်းဒီလုပ်ငန်းဝင်တဲ့နေရာမှာရဲရဲတင်းတင်းနဲ့ပေါ့ကိုယုံကြည်မှုရှိjunior တယောက်အနေနဲ့လောက်ကင်နိုင်တဲ့အထိပေါ့နော်အထောက်အကူပြုခဲ့ပါတယ်ကျွန်တော်ဒီကျောင်းမှာလည်းဒီ president တယောက်အနေနဲ့လှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ staff တွေကျောင်းသားတွေပြီးတခြားရှိတဲ့ကျွန်တော်ဖွဲ့ထားတဲ့ကျောင်းသားအဖွဲ့အစည်းလေးတွေနဲ့အတူတူသွားခဲ့လုပ်ခဲ့တဲ့ပွဲတွေပြီးအမှတ်တရတွေအများကြီးတော့ပြန်ပြီးတော့အမှတ်ရပါတယ် CTC ကကျွန်တော်တို့တငယ်ချင်းတွေအခုလက်ရှိတက်နေတဲ့ကျောင်းသားကျောင်းသူလေးတွေနောက် CTC ကို join လာမယ့်လူတွေအားလုံးကိုပြောချင်လဲဆိုတော့စူးစမ်းကြပါဒီ CTC ကခင်ဗျားတို့ရဲ့ဒီအိမ်မက်တွေကိုလက်တွေ့အကောင့်တွေပေါ်ဖို့ကူညီပေးဖို့ရှိတယ်ဖြည့်ဆည်းပေးဖို့ရှိတယ်ကျောင်းသက်တုံးမှာဒီ student life ကိုပြေးဝခံစားပါတစ်ချိန်တည်းမှာပဲကျောင်းကသင်ပေးခဲ့တဲ့ပညာတွေဗဟုသုတတွေအတွေ့အကြုံတွေဆရာမတွေကလက်ဆင့်ကမ်းပေးခဲ့တဲ့ပို့ချပေးခဲ့တဲ့ဒီဗဟုသုတတွေအားလုံးကိုရရင်ရသလောက်ကိုကသင်ယူလေ့လာထားပါဒါမှလည်းလုပ်ငန်းဝင်ရောက်တဲ့အခါမှာကိုတော့ပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်ရွေးမှာပေါ့သိကြပါတယ်ဘာလို့လဲဆိုတော့ဒီ CTC ကနေပြီးတော့ပဲကျွန်တော်ဘဝကိုအပြောင်းလဲလုပ်ပေးခဲ့တာဖြစ်တော့ဒီ CTC မှာအများကြီးယုံကြည်တယ်ကျေးဇူးရှိတယ်ဒါကြောင့်လည်း CTC ကိုပြန်ပြီးတော့ရွေးအောင်ပါဒါသုံးခုနဲ့ပေါ်ပြရမယ်ဆိုရင်ပထမတစ်ခုက unique CTC ရဲ့ unique ဖြစ်တဲ့ကျွန်တော်တို့ campus ပြီးရင်ဆရာမတွေရဲ့ skill တွေလေ့လာသင်ကြားရတဲ့ပုံစံတွေအရင် unique ဖြစ်တယ်နောက်ကကျတော့ practical ကျွန်တော်လုပ်ငန်းခွင်နဲ့တိုက်ရိုက်ပတ်သက်တဲ့ကျွန်တော်တို့ဒီ theory တွေဗဟုသုတတွေကိုလက်ဆင့်ကမ်းသင်ကြားပေးတဲ့နေရာဖြစ်တယ်နောက်တစ်ခုကကျတော့ life changing CTC ကနေပြီးတော့ကျွန်တော်တို့ပြီးသွားတဲ့ကျောင်းသားကျောင်းသူတွေအားလုံးကိုယုံကြည်မှုရှိတဲ့လုပ်ငန်းခွင်မှာလောက်ကိုင်းနေရမြင်တဲ့အတွက်ကြောင့်မို့လို့life changing ဆိုပြီးတော့ကျွန်တော် describe လုပ်ချင်ပါတယ်ဟုတ်ကျွန်တော်တို့ဒီ CTC ကျောင်းကြီးဒီအရင်ကထက်ဒီငကိုကထက်
ပို့ပြီးတော့အောင်မြင်ပါစေပြီးအညွန့်တူလူသက်လျက်လူငယ်တွေကိုလည်းသူတို့လိုချင်တဲ့လမ်းကြောင်းအပေါ်လမ်းပြနိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါစေများစွာသောကျွန်တော်တို့ engineer ကောင်းတွေနောက်ပြီးတော့ဒီစီးပွားရေးပညာရှင်တွေကိုမွေးထုတ်ပေးနိုင်တဲ့အကြောင်းတစ်ကြောင်းဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျ